안녕하세요. 얼마예요? 한 분 7,000원입니다. 예? 7,000원이요. 아, 7,000원. 아, 예. 예. 그냥 올라도 돼요? 티켓 받아가세요. 예, 예. 네. 안녕하세요. 아, 감사합니다. 네. 수고하세요. 이제는 누가 내한테 관심도 없고. 그래, 표현이 많이 늘어났다. 꽤, 나해럼 뒤, 겨울로 나. 변 좀 하고.ဝင်ကြီး9000ပေးရတယ်ဒါကျွန်တော်တို့နေရာနဲ့ဆိုရင်မိနစ်20လာလို့ရှိရင်မိနစ်20လောက်စီးရတာပေါ့ပြန်ရင်တော့10မိနစ်ကျော်လောက်ပဲမိနစ်20အစိတ်လောက်တော့စီးရမှာပေါ့ဒါလေးတွေဓာတ်ပုံပြတာဆောင်းနမက်မြင်ခင်းနဲ့တူတယ်ဆောင်းဆန်ဆောင်းနမက်သွားမှာနှင်းနေဒါငါဖမ်းနေတာလေပေါ့ဒါကတော့ဂျေဂျူရဲ့ထင်ကြရတောင်ပေါ့နော်ထင်ကြရတောင်နေတဲ့တစ်ခုပေါ့ UNESCO စီးရင်ဝင်တောင်ဒီပြရတယ်အကြီးမားတွေရင်ငုတ်တဲ့ဟာတွေအခုတည်းကလည်းအဲ့ဒါတွေငုံနေတော့ဗောနော်ကျွန်တော်ဟိုတလောကဆောင်းဆန်တောင်းသွားတော့လမ်းဘေးမှာငုံနေကြတော့သူတို့အဲ့လိုငုတ်တဲ့ခါကျရင်ဘောနီတွေနဲ့ပြီးသူတို့အတန်းတွေအော်တယ်ဘာသာတွေလည်းမသိရင်ငုတ်ခံနေကြတယ်ဟိုအနီးကပ်မတွေ့ရတော့ဗောနော်ဒီတိုင်းလေးတွေဟုတ်တယ်ဒါကတော့ဂျေဂျူရဲ့ main အဓိကတောင်ပေါ့နော်ဟာလာဆန်မီးတောင်ပေါ့ကျွန်တော်တို့မြန်မာပြည်မှာဆိုပုပ်ပတောင်လိုမျိုးပေါ့နော်ဒီတောင်ကြီးရဲ့မီးတောင်ပေါက်ကွဲလာလို့ဒီဟာတွေဖြစ်လာတာပေါ့ဒီတောင်ပူလေးတွေဖြစ်လာပြီးဒီဂျေဂျူကျွန်းကြီးဖြစ်လာတဲ့ပေါ့ပေါ့နော်အဲကြောင့်ဂျေဂျူကျွန်းမှာဒီလိုတောင်ပုစုလေးတွေအများကြီးပဲပေါ့နော်လှလဲလှရပါတော့ဒီကောင်ကတော့လေဘူမှာပေါ့တဲ့ဂျေဂျူကျွန်းရဲ့အလေဘူတက်လောက်မှာပေါ့နော်ဒီကောင်ကြီးကရှိတာပေါ့မနေ့ကထွက်တဲ့ကားလားဒီနေ့စမ်းထွက်တဲ့ကားလားဟိုအာယူကားထဲမှာပါတယ်လေအာယူရဲ့အမေရင်ငုတ်တာဆိုခရူးတွေဂုံးနေပြီးရင်ညှိတွေငုတ်တယ်ဆိုတာသူကအဲ့ဒါထင်ပေါ်အောင်လို့ရိုက်ထားတယ်ပြင်မှာလဲခရက်ဒီတာငုတ်နေကြတော့မှာနော်
ဒီဒလေးကရှိသေးတယ်ပေါ့ဖွားဒီဖွားဆိုအသက်တော်ကြီးနေတပုံဒါကျွန်တော်အခုလာတော့တောင်ပေါ့နော်တောင်လာတက်တာပေါ့ဒါတောင်ရဲ့အဝင်သားလေးမှာပြထားတဲ့လက်ပုံလေးတွေပေါ့ဒီကျွန်းကလဲစရာပတ်စရာတွေအားကြီးပဲကိုသွားနိုင်ဖို့ပဲအရေးကြီးတာပေါ့နော်သွားနိုင်ဖို့ပဲအရေးကြီးတယ်ဒီကအနီးနားတယ်ရှိတယ်ပေါ့နော်မသိလို့တာဟိုဘယ်လိုပြောမလဲလဲစရာပတ်စရာဆိုပြီးတော့အပြင်ဟိုနေနေရတိတ်ပြီးတော့မသိတာပဲအတွင်းပိုင်းနေမှာရှိတာပေါ့နော်သူကဒီမှာဟိုတောတွေတောင်နေဆိုလဲတိတ်ပြီးတော့မထီအောင်လုပ်တဲ့သဘောပေါ့နော်စောက်ရှောက်ထားတောတွေတောင်နေဆိုလဲဟိုအထီးကိုင်းမခံမင်းနဲ့ပေါ့နော်လုပ်တဲ့သဘောပေါ့အဲ့လိုအဲ့တော့တစ်ခါကြရင်ဟိုရှိလို့ရှိမှမသိရဘူးပေါ့နော်ဒါလေးကတော့အဝင်ရှုခင်းတနေရာလေးပေါ့